မျိုးလူတော်လူကောင်းလို့သတ်မှတ်တာပေါ့ဒါကြောင့်မို့ကိုယ့်ကိုလူတော်လူကောင်းဖြစ်ဖို့ရာအတွက်ဘာလို့ကိုဟာမိဘတွေရဲ့အတွက်ဖြစ်ရမိဘတွေချမ်းသာဖို့အတွက်မိဘတွေချမ်းသာဒုက္ခရဖို့အတွက်လှုပ်ဆောင်ပေးရအဲ့ဒီမှာမြတ်စွာဘုရားကသင်္ကာလဝါဒတုတ်ကြတော့မိဘတွေရဲ့အတွက်လှုပ်ဆောင်ရမယ့်အချက်ကလေးတွေကိုဖော်ပြထားတာရှိတယ်နော်ဘတောနေပရိသမိမိဘတွေဆိုတာသားသမီးတွေအပေါ်မှာအင်မတန်မှကျေးဇူးကြီးတာမိဘတွေကသားသမီးတွေအပေါ်မှာကျေးဇူးကြီးတယ်ဆိုတာမြန်မာလူမျိုးတွေသိကြတယ်မြင့်မို့တောင်ဦးမကချူးတဲ့ဆိုတဲ့ငယ်စဉ်တောင်ကြီးကလေးဘဝသိလာတဲ့အသည့်တွေရမိဘရဲ့ကျေးဇူးဆိုတာတော့သိကြတယ်သို့တော့မိဘကသားသမီးတွေအပေါ်မှာကျေးဇူးလုပ်ခဲ့တယ်ကျေးဇူးပြုခဲ့တယ်ဆိုတာဘယ်အချက်တွေနဲ့ကျေးဇူးပြုခဲ့တယ်လဲအတူချုပ်ပြောပြသားမှာလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်သားဖို့လိုအပ်တယ်မိဘကသားသမီးကိုကျေးဇူးပြုတာအချက်၃ချက်ရှိတယ်ဘုရားဟောထားတဲ့ထဲမှာမိဘကသားသမီးကိုကျေးဇူးပြုခဲ့တာအချက်၃ချက်နံပါတ်၁ကဘာလဲဆိုရင်အာပါဒကဝမ်းတွင်းကစပြီးတော့တရေလွယ်တဲ့ကိုလလွယ်ထားတဲ့အချိန်ကစပြီးတော့စောင့်ရှောက်လာခဲ့တာဆိုလိုတာမမွေးခင်ကတည်းကစောင့်ရှောက်လာခဲ့တာအာပါဒကအကာအကွယ်တွေပေးတယ်စောင့်ရှောက်ခဲ့တယ်မွေးလာပြီးတဲ့နောက်မှာလည်းမက်ချင်စသည်မကိုက်အောင်ကာကွယ်ပေးတယ်စောင့်ရှောက်တယ်အပူအေးမမိအောင်ကာကွယ်ပေးတယ်စောင့်ရှောက်ပေးတယ်အဲ့ဒီအာပါဒကစောင့်ရှောက်ပေးမှုဆိုတဲ့ကျေးဇူးဟာဒါနံပါတ်1တစ်ခုနံပါတ်2ကဘာတော့ဆိုပောတကမိဘတွေကကျွေးတယ်မွေးလာတဲ့အချိန်ကစပြီးတော့နိုးတိုက်တယ်အစာစားနိုင်တဲ့အချိန်ကစပြီးတော့ကျွေးလာတယ်တချို့မိဘတွေများသားသမီးအိုသည်ထိအောင်ကျွေးသွားတာရှိတယ်အဲ့တော့သားသမီးကိုမိဘကကျွေးတယ်လူသားတွေမကဘူးတိရစ္ဆာန်တွေလည်းပဲတူတူပဲသူတို့သားသမီးလေးတွေကိုကျွေးတာပဲစောင့်ရှောက်တယ်ကျွေးမွေးတယ်ဒါမိဘတွေကသားသမီးတွေပေါ်မှာလုပ်ခဲ့တဲ့ကျေးဇူးတွေပဲလောကလူသားတွေကပြောလို့ရှိကြတယ်ထမင်းလေးတနတ်ကျွေးရင်ရေလေးတစ်ခွက်တိုက်ရင်ကျေးဇူးတင်ပါတယ်လို့ပြောကြတယ်တကယ်ကျေးဇူးတင်လိုက်တာကမိဘပဲနောက်တစ်ခုကဘာတော့ဆိုဣမတ္တလောကတထတေတာတော့ဒီလောကကြီးကိုစုံစည်းပေးတာသို့မဟုတ်ဒီလောကကြီးကိုမြင်ခွင့်ပေးတာဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတာတနည်းအားဖြင့်ဒီလောကကြီးကိုလာရောက်ခွင့်ပေးတာမိဘပဲအကယ်၍တချို့မိဘတွေကလာရောက်ခွင့်မပေးတာရှိတယ်လေလူဘဝလာခြင်းပဲလို့လာလို့ရခြင်းမှရတာကိုအဘောရှင်လုပ်ပြတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လာလို့ရအဲ့တော့လူလောကဒီလူလောကကြီးကိုပြတယ်ဆိုတာလူလောကကြီးကိုလာခွင့်ပေးတာဘယ်သူလဲလို့ဆိုရင်မိဘမိဘကလာခွင့်မပေးဘူးဆိုရင်ဘယ်သူမှလူလောကရောက်လာမှာမဟုတ်ဘူးအဲ့တော့မိဘရဲ့ကျေးဇူးဟာဒီ၃ခုလို့မြတ်စွာဘုရားဟောတာအာပါရကဆောင်းလျှောက်ခဲ့တယ်ပောဒကကျွေးမွေးတယ်ဣမတ္တလောကသဓာတေတာတော့ဒီလောကကြီးကိုပြတယ်ဒီလောကကြီးကိုလာခွင့်ပေးတယ်ဟောဒီကျေးဇူး၃ခုဟာဆက်လို့ကုန်နိုင်မလားလို့ဆိုစဉ်းစားကြည့်ရကိုကတုံ့ပြန်ပြီးတော့မိဘကိုဘာလုပ်လို့ရတော့ဆိုရင်မိဘကိုအိုမင်းမစွမ်းရှိလာတဲ့အခါမှာစောင့်ရှောက်လို့ရတယ်အာပါရကပြန်လုပ်လို့ရတယ်ပောဒကမိဘကိုကျွေးလို့ရတယ်တိတတ်တဲ့သားသမီးတွေမိဘကိုကျွေးမွေးစောင့်ရှောက်ထားကြတယ်စောင့်ရှောက်တယ်ကျွေးမွေးတယ်ဒီနှစ်ခုကိုဆက်လို့ရဆက်လို့မရတာဘာတော့ဆိုဒီလောကကြီးကိုလာခွင့်ပေးတယ်ဆိုတာကြတော့ဘယ်သူမှဆက်လို့မရမိဘသာလဲလှုပ်လို့ရတာဘာလို့ဆိုကိုကမိဘရဲ့နောက်မှာကိုကမွေးတာဟုတ်အဲ့တော့ဒီလောကကြီးကိုလာခွင့်ပေးတာကိုကမိဘကသာပေးတာကိုကမိဘကိုဒီလောကကြီးထဲလာခွင့်ပေးတယ်လို့ပြောလို့မရဒါကြောင့်ဒါကိုရည်ညွှန်းပြီးတော့လည်းဖြစ်နိုင်တယ်မိဘခြေစုကောင်းဆက်လို့မရဘူးဆိုတာ
ခြားနည်းတွေနဲ့အာပါရကဘောဓကဆိုတာအတုံးနဲ့လှုပ်ပေးလို့ရတယ်သို့သောဣမတ္တလောကတ္တဓာတ်တိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာကြတော့ဒီဟာဘလုံးမပြန်ဆက်လို့မရမိဘဟာပထမဆုံးကိုယ်ပေါ်လှုပ်ပေးတဲ့ပုဂ္ဂိုလ်သားလည်းဖြစ်တယ်ပေါ့အေးဒါကြောင့်မို့မြတ်စွာဘုရားကခြေအောင်ဆက်နိုင်တဲ့ဤတနည်းဆိုတာကိုဟောထားတာကတော့ဓမ္မနဲ့ဆက်မှခြေတယ်လို့ဒီလိုပြောတာဘာဖြစ်လို့လဲဆိုရင်မိဘကလောကကြီးကိုပြတယ်ကိုကဓမ္မကိုပြတယ်ဟောမိဘကြောင့်ကိုဟာလောကကြီးနဲ့ဆုံတွေ့ရတယ်ကိုယ့်ရဲ့ခြေစုကြောင့်မိဘဟာဓမ္မသိရှိရတယ်ဆိုတရားတရားမရှိသေးတဲ့မိဘတရားတရားရှိသွားမယ်စွန့်ကြဲမှုမရှိတဲ့မိဘနှမျောတွန့်တူနေတဲ့မိဘနှမျောတွန့်တူမှုကင်းပြီးတော့စွန့်ကြဲမှုရှိသွားနိုင်အောင်ကိုချင်းသီလမရှိသေးတဲ့မိဘကိုချင်းသီလရှိသွားတယ်အသိပညာနည်းနေတဲ့မိဘအကျင့်သီလအသိပညာတိုးပွားလာအောင်လုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ဒါမိဘတွေမလုံနိုင်တာကိုလှုပ်သည့်အတွက်ကြောင့်ခြေစုခြေတယ်လို့ဒီလိုဟောတာနော်ဓမ္မနဲ့ဆိုင်ရင်ခြေတယ်ဆိုတာအဲ့ဒါပြောတာမိဘကလောကနဲ့ကိုယ်အကျိုးပြုထားပြီကိုကဓမ္မနဲ့ပြန်ဆက်မှမိဘရဲ့ခြေစုကိုဒီအချက်ဟာခြေနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့မိဘပေါ်ကောင်းတယ်မိဘအတွက်ဖြစ်တယ်ဆိုတာဘယ်လိုနည်းနဲ့မိဘပေါ်မှာကောင်းမရလူလောကမှာမွေးဖွားလာပြီးတော့မိဘအတွက်ကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုကောင်းတာလဲဆိုတော့တို့ကျွေးမွေးဆောင်ရှောက်လာတဲ့မိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးမယ်ဒါလည်းအကောင်းပဲမိဘရဲ့ကိစ္စဝိစ္စတွေကိုဆောင်ရွက်လုပ်ကင်ပေးမယ်ဒါလည်းအကောင်းပဲမိမိတို့ရဲ့မိခင်မိဘဆွေမျိုးတွေရဲ့အမျိုးအနွယ်ကိုပျက်စီးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဒါလည်းမိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဆောင်ရွက်ပေးတာမိဘတွေစီကရလာတဲ့မိဘတွေစုဆောင်းထားတဲ့အမွေတွေကိုစနစ်တကျလက်ခံပြီးတော့စီမံခန့်ခွဲတယ်ဒါလည်းမိဘတွေစိတ်ချမ်းသာဖို့ဒါမိဘအတွက်ဒီနေ့ကျတော့လူဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေစုထားနောက်ဆုံးကျတော့ထားခဲ့ရတယ်အဲ့ဒီထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေဟာမိဘတွေကြတော့သားသမီးတွေအတွက်ထားခဲ့ရတယ်လို့သားသမီးတွေကစနစ်တကျဒီအမွေတွေကိုဆက်ခံပြီးတော့သုံးမယ်ဆိုရင်မိဘတွေဟာစိတ်နှလုံးအေးချမ်းဒါကြောင့်မို့အမွေကိုဆက်ခံတိုင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တယ်မိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုအမွေကိုဆက်ခံတဲ့အခါမိဘတွေကစိတ်နှလုံးအေးချမ်းပြီးတော့ငါတို့ရှာထားတဲ့အမွေအနှစ်တွေနဲ့ထိုက်တန်အောင်နေတယ်လို့ဆိုပြီးတော့စိတ်ထဲမှာအေးချမ်းတယ်အဲ့ဒါမိဘကိုတုံးဆက်တယ်မိဘပေါ်မှာကောင်းတယ်လို့ဒီလိုပြောတာဒါကအသက်ရှိနေတဲ့အချိန်မှာမိဘကိုလှုပ်ပေးနိုင်တဲ့အချက်တွေပဲဒါမိဘအတွက်ဖြစ်တယ်ဆိုတဲ့သားသမီးဟာကိုကတုံ့ပြန်ပြီးတော့ကြွေးမွေးဆောင်းရှောက်ဖို့လိုတယ်မိဘရဲ့ကိစ္စဝိစ္စတွေဆောင်ရွက်ပေးဖို့လိုတယ်နော်ဒါဟာမိဘအတွက်ဖြစ်တယ်ကိုယ့်ရဲ့အမျိုးအနွယ်မိဘတွေရဲ့အစဉ်လာတစ်ခုထိမ့်သိမ်းဆောင်းရှောက်ပေးရမယ်မိဘတွေရဲ့အမွေအနှစ်သုံးဖြုံးမပြစ်ဖဲနဲ့မိဘတွေရဲ့အမွေအနှစ်နဲ့ထိုက်တန်အောင်နေတတ်ရမယ်ကျင့်ဆောင်ရမယ်ဟောဒါတွေကမိဘတွေအတွက်စိတ်နှလုံးအေးချမ်းမှုချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လို့ဒီမွေးလာတဲ့သားသမီးဟာမိဘအတွက်ဖြစ်တယ်မိဘအတွက်ကောင်းတယ်ကောင်းလို့သူဟာလူတော်လူကောင်းလို့သတ်မှတ်လို့ရဒါလို့ဆိုတာဟောနောက်ဆုံးမိဘနှစ်ပါးမျက်ွယ်ပြုတ်သွားပြီဆိုရင်နောက်ဆုံးကျေးဇူးဆက်တာကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေတာဟာနောက်ဆုံးကျေးဇူးဆက်ခြင်းပဲတဲ့နော်နောက်ဆုံးကျေးဇူးဆက်ခြင်းပဲအဲ့ဒါလို့မိဘတွေအတွက်အမြတ်တမ်းပေးဝေပြီးချမ်းသာဒုက္ခကိုရစေတယ်ဆိုတာနောက်ဆုံးလုံးနိုင်တဲ့အဆင့်ထိအောင်ဆောင်ရွက်လုပ်ကင်သွားတဲ့သားသမီးဟာမိဘတွေအတွက်ကောင်းသည့်အတွက်ကြောင့်သူ့ကိုလူတော်လူကောင်းလို့ပြောလို့ရတယ်ဒီအချက်နဲ့လူတော်လူကောင်းဒါနံပါတ်1လူတော်လူကောင်းလို့သတ်မှတ်ရမယ်အချက်တစ်ခုပေါ့ဟောနောက်နံပါတ်2ကိုကြည့်လိုက်လောကလူတယောက်ဟာမွေးလာတဲ့အခါမှာပထမဆုံးမိဘနဲ့ပဲတွေ့တယ်နောက်ကြတော့အရွယ်ရောက်လာတဲ့အခါအိမ်တော်ရဲ့သားကြအိမ်တော်ရဲ့သားကြတဲ့အခါတာမယာဖြစ်လာအိမ်တော်ဘက်တည်ဖြစ်လာ
အိမ်တော်ဘက်ဒီရှိလာတယ်မိသားစုတစ်ခုဖြစ်လာတယ်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လူတော်လူကောင်းတယောက်ဟာအဲ့ဒီမိသားစုအတွက်လည်းဖြစ်ရမယ်မိသားစုကောင်းမှုအတွက်ဖြစ်တဲ့လူမှလူတော်လူကောင်းတဲ့ဒါလူတိုင်းမိသားစုအတွက်မကောင်းဘူးအိမ်တော်ရဲ့သားကြပြီးတော့သားမယားကိုစင်စင်ရဲထားခရုမဆိုင်ပဲနဲ့ပြစ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်သားမယားကောင်းစားရေးအတွက်မလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အဲ့ဒါလူတော်လူကောင်းလို့မခေါ်ဘူးလူတော်လူကောင်းဆိုလို့ရှိရင်လူတော်လူကောင်းဟာမိမိမိသားစုအတွက်သားမယားတွေအတွက်လည်းကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့ဒါမြတ်စွာဘုရားသတ်မှတ်ပြတဲ့စံတစ်ခုပဲเนาะလူတော်လူကောင်းလို့ခေါ်ဖို့ရအတွက်ဒီပုဂ္ဂိုလ်ဟာမိဘအပေါ်ကောင်းရုံနဲ့မကဘူးမိမိရဲ့မိသားစုအတွက်လည်းပဲကောင်းတယ်တဲ့ကဲသားမယားအတွက်ကောင်းတယ်လို့ဆိုတဲ့အခါမိမိရဲ့အိမ်တော်ဘက်အတွက်ကောင်းမွန်ကောင်းနည်းရဘယ်လိုကောင်းရမလဲသူ့အတွက်ဘယ်လိုဖြစ်အောင်လုပ်ရမလဲနံပါတ်1ကတော့မိမိရဲ့အိမ်တော်ဘက်ပေါ်မှာချင်းချင်းနာနာရှိရမယ်ဒါနံပါတ်1နံပါတ်2ကအထင်သေးအမြင်သေးမဆက်ဆံရဘူးနောက်တစ်ခုကကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ကျူးလွန်မှုမလုပ်အောင်ဒီ၃ချက်ဟာအမြဲတမ်းအရေးကြီးတဲ့အချက်၃ချက်လို့ဒါကသင်္ကာလဝါဒ၃ပါသားသမီးမိဘမိမိရဲ့မိသားစုအတွက်ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့ခေါ်တယ်ပေါ့နောက်တစ်ခုကတော့တိုင်ဆိုင်မှုကိုအနှင်းရမိသားစုကိုယ့်ရဲ့အိမ်တော်ဘက်ကိုတိုင်ဆိုင်မှုအနှင်းရထိုက်တန်တဲ့အစင်တစားများဖြင့်တန်စာဆင်ပေးရမယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကမြတ်စွာဘုရားခေတ်မှာဘုရားအိန္ဒိယနိုင်ငံမှာပွင့်တာဆိုတော့အိန္ဒိယခေတ်လူနေမှုစနစ်နဲ့အံဝင်ခွင်ကြဖြစ်အောင်မြတ်စွာဘုရားဟောတာဒီတွေပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ရင်လည်းကောင်းအောင်လုပ်ပေါ့ဆိုလိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာအကျဉ်းနာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုဝတ္တရားမချွတ်ယွင်းမှုဒီလိုဆိုလိုတယ်အဲ့တော့မိသားစုအတွက်ကောင်းတဲ့ပုဂ္ဂိုလ်မှတကယ်လူတော်လူကောင်းလို့ဒါအတွက်သတ်မှတ်တယ်ဟောမိသားစုဆိုတဲ့ထဲမှာအိမ်တော်ဘက်တွေမကဘူးဘာပါတော့ဆိုသားတွေသမီးတွေပါသေးတယ်အဲ့ဒီသားသမီးတွေအတွက်မှာသားသမီးတွေအတွက်ကောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်သားသမီးတွေမွေးထားပြီးတော့ဒီတိုင်းပဲပြစ်ထားတယ်ဆိုရင်ဒါလူတော်လူကောင်းမဟုတ်ဘူးသားသမီးမွေးပြီးပြစ်ထားရင်လူတော်လူကောင်းမဟုတ်ဘူးအဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဘာလို့ကိုယ့်ရဲ့သားသမီးတွေကိုမကောင်းတဲ့ဘက်ကိုရောက်မသွားအောင်စောင့်ရှောက်ရမယ်ကောင်းတဲ့ဘက်ထဲရောက်အောင်ပို့ဆောင်ပေးရမယ်မကောင်းမြတ်တာကောင်းရာညွန်လက်ဆိုတာအဲ့ဒါပြောတာနော်မကောင်းတဲ့ဘက်မရောက်စေရဘူးကောင်းတဲ့ဘက်ရောက်အောင်ဆိုလိုတာကလမ်းမနေလို့ရှိရင်အဲ့ဒီလမ်းမပေါ်မလျှောက်လန်းစေပဲနဲ့လမ်းမှန်ပေါ်တင်ပေးရမယ်လို့ဒီလိုပြောတာနောက်တစ်ခုကဘာလို့ဆိုအရေးကြီးဆုံးကသိပ္ပံသိက္ခာပင်တိအတတ်ပညာတစ်ခုသင်ပေးရကိုယ်ကိုမိပြုပြီးတော့မွေးဖွားလာတဲ့လူသားတစ်ယောက်စာဝတ်နေရေးပြည့်စုံအောင်တတ်ပညာတစ်ခုသင်ပေးရမယ်ဒါမိဘရဲ့တာဝန်လို့ဒီလိုပြောတာအရွယ်ရောက်လာပြီဆိုတဲ့အခါလည်းပဲသင်လျော်တဲ့အိမ်အောင်ချပေးရမယ်ဒါကအိမ်အောင်ပြုကျင်တဲ့ပုဂ္ဂိုလ်ပြောတာနော်မပြုကျင်တဲ့ပုဂ္ဂိုလ်ချပေးဖို့ဒီလိုဆိုလိုတာမဟုတ်ဘူးဒါကမိဘကနေပြီးတော့မိသားစုမှာလှုပ်ဆောင်ရမယ်တာဝန်ဝတ္တရားတိုင်းလုပ်ပြီးလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမိသားစုအတွက်လူတော်လူကောင်းပဲလို့ဒီလိုပြောနောက်ဆုံးတစ်ခုကတော့ဘာတော့ဆိုရင်အမွေဥစ္စာတွေအနှင်းတဲ့အချိန်အနှင်းဖို့လိုအပ်တယ်ပေါ့အမွေဆိုတာဒါရေးစအမွေပစ္စည်းဒါရဆိုတာမိဘကသားသမီးတွေကိုပေးရမယ့်ပစ္စည်းအမွေအဲ့ဒီအမွေပစ္စည်းကိုသင်လျော်တဲ့အချိန်မှာနေထိုင်စားသောက်မှုဒုက္ခမရောက်အောင်ကိုယ်အစီမံဆောင်ရွက်ပြီးတော့ပေးရမယ်လို့ဒီလိုပြောတာအဲ့တော့ဒါဟာမိသားစုအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်
မိသားစုအတွက်ဒီပုဂ္ဂိုလ်ဟာလူတော်လူကောင်းမယ်လို့ဒီလိုပြောရမှာလူတော်လူကောင်းတစ်ခုပဲအဲ့တော့ကောင်းပြီလူဆိုတာမိဘရှိတယ်အိမ်အောင်ဖက်လို့ရှိရင်အိမ်အောင်ဘက်တွေသားသမီးတွေရှိတယ်နောက်တစ်ခုလုပ်ငန်းကင်တာလုပ်ပြီလို့ဆိုတယ်ဥပမာပဲခုခေတ်လို့ဆိုရင်ကုမ္ပဏီထောင်တာပဲဖြစ်ဖြစ်တခြားအလုပ်တွေလုပ်တာပဲဖြစ်ဖြစ်ဘာလုပ်ပဲဖြစ်ဖြစ်လုပ်ပြီဆိုတဲ့အခါမှာကိုယ်နဲ့လုပ်ဖို့ကင်ပဲကိုယ်ကိုမှီပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်မျိုးတွေရှိလာတယ်အလုပ်သမားပေါ့ကိုယ်ကိုမှီပြီးတော့အသက်မွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်တွေပေါ်လာရှေးတုန်းကတော့စနစ်တစ်မျိုးမို့သူကရှေးတုန်းကတော့ဓာတတဲ့ကာမဂရတဲ့မျိုးရိုးစင်ဆက်ကနေပြီးတော့ကျွံဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးရှေးတုန်းကတော့တချို့နိုင်ငံတွေမှာရှိတဲ့ကျွံစနစ်ပေါ့ခုခေတ်ဒီမှာတော့ရှိတဲ့ကျွံစနစ်မရှိဘူးကာမဂရဆိုတာအခကျင်းငွေယူပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ခုခေတ်မှာတော့ဒီကာမဂရဆိုတဲ့အခကျင်းငွေယူပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အဲ့တော့ကိုယ်နဲ့ပတ်သက်လာပြီးကိုယ်လုပ်ငန်းကိုအခကျင်းငွေယူပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေအလုပ်သမားတွေနော်ကိုယ်ကိုမှီပြီးတော့အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေအပေါ်မှာကိုကအလုပ်ရှင်တယောက်အနေနဲ့ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တချို့ကြတော့အလုပ်ရှင်ကအလုပ်သမားတွေအပေါ်မှာမကောင်းတာတွေလည်းရှိတယ်မကောင်းဘူးအဲ့ဒီလိုမကောင်းတာမျိုးမဖြစ်ရဘူးကိုကကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုလိုတာနော်အဲ့တော့ကောင်းတယ်ဆိုတာဘယ်လိုလုပ်ရမှာလဲဘယ်လိုလုပ်ရင်ကောင်းတယ်လို့ခေါ်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောထားတာတော့နံပါတ်1ကအလုတ်သမားတစ်ယောက်ကိုအလုတ်တာဝန်ပေးပြီဆိုတဲ့အခါမှာသူ့ရဲ့စွမ်းအားကိုချိပြီးတော့တာဝန်ပေးရမယ်တဲ့ဒါလည်းပဲကောင်းခြင်းတစ်ခုပဲဆိုလိုတာကမနိုင်ဝန်မထမ်းစေရဘူးနိုင်တဲ့အလုတ်ထမ်းခိုင်းရမယ်အဲ့ဒါကိုပါဠိလိုဘယ်လိုပြောတာတုံးဆိုယထာပလံကမ္မန္တတံဝိဒါနသူ့မှာစွမ်းရည်တတ္တိရှိသလောက်သူ့ရဲ့ခွန်အားရှိသလောက်လုပ်ငန်းကိုင်တာကိုစီမံဆောင်ရွက်ပေးတယ်ဒီလူဟာဒီအလုံးနဲ့တော်တယ်ဟိုလူဟာဟိုလုံးနဲ့တော်တယ်လို့အလုပ်ရှင်တယောက်အနေနဲ့အလုပ်သမားတွေပေါ်မှာဒါစဉ်းစားပြီးတော့တန်ရာလေးကိုခိုင်းရမယ်လို့ဒီလိုပြောတယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်အချိန်တန်းလာလို့ရှင်လာစာနဲ့ခိုင်းတာဆိုရင်လာစာပေးရမှန်လာစာပေးသွားနေမကောင်းထိုင်မသာရှိလာလို့ရှိရင်မကြည့်ဘူးဆေးဝါးကုပေးရမယ်နော်ကြည့်မနေရဘူးဆေးဝါးကုပေးရမယ်ဟောဒီအချက်တွေကမြတ်စွာဘုရားလက်ထက်ကတည်းကဒါအလုပ်ရှင်ကအလုပ်သမားပေါ်မှာဆက်ဆံတဲ့နေရာမှာအလုပ်သမားအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဒီအချက်တွေကိုမြတ်စွာဘုရားဟောထားတယ်နောက်အပိုလုပ်ပေးရမယ့်ဟာလေးတွေရှိသေးတယ်အပိုလုပ်ရမှာဘာတွေတော့ဆိုထူးထူးခြားခြားကိစ္စလေးတွေထူးခြားတဲ့ပစ္စည်းလေးတွေနော်ထူးခြားတဲ့အစားအစာလေးတွေရှိရင်အလုပ်သမားတွေကိုကျွေးမွေးပေးရမယ်တဲ့ပေးကမ်းပေးရမယ်လို့ဆိုလိုတယ်ဒါကရမယံခါလက်ဆောင်ပစ္စည်းတွေသူတို့မသုံးနိုင်တဲ့ဟာလေးတွေသုံးခွင့်ရအောင်လုပ်ဆောင်ပြီးတော့ပေးရမယ်ဒါကဆုလတ်အနေနဲ့ပေးတာဟောနောက်တစ်ခုကဘာတော့ဆိုရင်သမယေဝတ္တကအလုတ်ကနေပြီးတော့ခွင့်ပေးတာမျိုးလေးတွေနော်အလတ်ခွင့်ပေးပြီးတော့ဟိုဒီပို့ဆောင်ပြီးအလုပ်သမားတွေပျော်ရွှင်အောင်လုပ်ပေးတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဒါအလုပ်သမားတွေအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လို့လူတော်လူကောင်းလို့အလုပ်ရှင်အနေနဲ့လူတော်လူကောင်းဖြစ်တယ်လို့မြတ်စွာဘုရားလို့သတ်မှတ်တယ်ဒါသူတော်ကောင်းလူတော်လူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာအားလုံးအတွက်ကောင်းတယ်နော်မိဘအတွက်ကောင်းတယ်သားမယားတွေအတွက်ကောင်းတယ်ဒီကိုယ်အိမ်မှာလုပ်နေတဲ့အလုပ်သမားတွေအတွက်ကောင်းတယ်အားလုံးအတွက်ကောင်းရမယ်ဒါလောကဘက်ဆိုင်ရာကောင်းတဲ့အချက်တွေကိုမြတ်စွာဘုရားဟောတာကဲကောင်းပြီဒါကမိဘဆိုတာကိုယ့်ရဲ့မူရင်းမိသားစုသားမယားဆိုတာဆင့်ပွားလာတဲ့မိသားစုအလုပ်သမားဆိုတာကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတိုးချဲ့လာတဲ့မိသားစုဒါတွေအတွက်လည်းကောင်းရမယ်နောက်တစ်ခုကဘာတော့ဆိုလူဆိုတာအပေါင်းအသင်းမိတ်ဆွေသင်္ကားတွေရှိသေးတယ်နော်
အဲ့တော့မိတ္တာမစ္ဆာနံအထာယဟိတာယဒုက္ခယဟောတိမိတ္တာဆိုတာကိုယ်နဲ့ချစ်ကြွမ်းဝင်တဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေအမိစ္ဆာဆိုတာလှုပ်ဖို့ကင်ဘက်တွေနော်မိတ္တာနဲ့အမိစ္ဆာလှုပ်ဖို့ကင်ဘက်တွေမိတ်ဆွေတွေလှုပ်ဖို့ကင်ဘက်တွေကိုယ်နဲ့ခင်မင်တဲ့မိတ်ဆွေတွေမေတ္တာတက်ရောက်တဲ့မိတ်ဆွေတွေလှုပ်ဖို့ကင်ဘက်တွေဆိုတာရှိတယ်အဲ့ဒီမိတ်ဆွေတွေလှုပ်ဖို့ကင်ဘက်တွေအတွက်လည်းအပေါ်လည်းပဲကောင်းတဲ့လူဖြစ်ရမယ်တဲ့ဒါလူလောကမှာအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့အများကြီးရှိတာကိုမိသားစုပေါ်တော့ကောင်းတယ်မိတ်ဆွေတွေပေါ်မကောင်းဘူးဆိုရင်ဒါဒီဘက်ကဒီစံချိန်မမိဘူးလို့ပြောရမိတ်ဆွေသင်္ကားတွေပေါ်မှာကောင်းတယ်လို့ဆိုတာကဲမိတ်ဆွေတွေပေါ်မှာဘယ်လိုကောင်းတာလဲခုခေတ်ကောင်းပုံကောင်းနည်းတွေအမျိုးမျိုးရှိတဲ့ထဲမှာဘယ်လိုပဲကောင်းကောင်းအကောင်းတွေကြီးပဲလို့ပြောရမြတ်စွာဘုရားသတ်မှတ်ထားတဲ့အကောင်းကဘာလဲလို့ဆိုရင်မိတ်ဆွေတွေကိုပေးကမ်းတဲ့အခါမှာပေးကမ်းတယ်လက်ဆောင်ပဏာပေးတယ်နော်လက်ဆောင်ပေးတယ်ဒုက္ခရောက်နေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ထောက်ပံ့ပေးတယ်ကူညီတယ်ဒါနပေယဝိသမိတ်ဆွေတွေကိုဘယ်တော့မှအတင်းအဖြစ်မပြောဘူးအကောင်းပဲပြောတယ်တချို့ကြတော့ရှေ့ကြတော့အကောင်းပြောတယ်၊ကွယ်ရကြတော့အတင်းဖြင့်ပြောတယ်gossip လုပ်တဲ့ပုံကိုယ်တွေကလည်းအများကြီးပဲလောကနော်အဲ့တော့ပေယဝိဇ္ဇဆိုတာရှေ့မှာလည်းကောင်းကောင်းပြောတယ်ဘယ်တော့မှကြမ်းကြမ်းထမ်းထမ်းမပြောဘူးခင်မင်ပွယ်ရစကားမျိုးတွေကိုပြောတယ်ကောင်းကျိုးချမ်းသာရစေနိုင်တဲ့အကြံကောင်းဉာဏ်ကောင်းတွေသာပြောတယ်အခုခေတ်ပြောတာလို့အချွန်နဲ့မှားတာမျိုးတွေတို့အဆင်းကိုဘိမ့်တက်ပေးတာမျိုးတွေဒါမျိုးတွေမလုပ်ဘူးလို့ဆိုလိုတာပေါ့နော်နောက်တစ်ခုအဋ္ဌစရိယာကောင်းကျိုးချမ်းသာသူ့ရဲ့ကိစ္စဝိစ္စရှိလာလို့ရှိရင်မနေတတ်ဘူးပါဝင်ဆောင်ရွက်ပေးတယ်ကုညီတယ်တမာနတ္တတာဘယ်ကိစ္စမှမဆိုကိုယ်နဲ့ဓာတ်နုထားပြီးတော့ဆက်ဆံတယ်ဒါကိုသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ် organization ပေါ့ good organization organizer လုပ်တဲ့အခါမှာဒီအချက်တွေမပါလို့ရှိရင်မရဘူးတဲ့organization လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုပြောတာဒါနလက်ဆောင်ပဏာပေးတာပေယဝိဇ္ဇစကားပြောရင်ခင်မင်မွယ်ရာချိုသာတဲ့စကားနဲ့ပြောဆိုဆက်ဆံတာအဋ္ဌစရိယာကိစ္စဝိဇ္ဇရှိရင်ကုညီဆောင်ရွက်ပေးတာတမဏတ္တတာအထင်သေးမြင်သေးမဆက်ဆံဘူးကိုယ်နဲ့ဓာတ်နုထားပြီးတော့ဆက်ဆံတယ်ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းမိတ်ဆွေတွေပေါ်မှာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်လူကောင်းလူတော်လူကောင်းလို့ဒီလိုခေါ်တာနောက်ဆုံးတစ်ခုအရေးကြီးတာပါတော့ဆိုမိတ်ဆွေတွေနဲ့ပတ်သက်လာလို့ရှင်အဝိတ္တဝါဒနာတဲ့ဘယ်တော့မှဂရိမပြတ်စေရဘူးလို့ဆိုလို့နော်ရသောဖြင့်ဂရိပြတ်သွားလို့ရှင်မိတ်ဆွေကလည်းပြတ်တတ်တယ်လောကမှာဂရိကိုလွယ်လွယ်ပေးပြီးလုံးမပေးလို့ရှိရင်နော်ဂရိမတည်ဘူးဆိုတဲ့အခါမှာဟိုတစ်ဖက်သားမေတ္တာခန်းချောက်သွားဒီလူကတော့ဂရိမတည်ဘူးဆက်ဆံလို့မကောင်းဘူးဆိုတဲ့အနေအထားမျိုးရောက်သွားဒါကြောင့်မို့မိတ်ဆွေတွေကောင်းမိတ်ဆွေတွေပေါ်မှာကောင်းတယ်ဆိုတာသင်္ဃဝတ္ထုတရား၄မျိုးနဲ့ကောင်းတဲ့အပြင်အရေးကြီးဆုံးကဘာတော့ဆိုဂရိတည်ဖို့ကအရေးကြီးတယ်ဘယ်တော့မှကိုပြောတဲ့စကားကိုချွတ်ရင်းသွားအောင်မလုပ်ဘူးတဲ့ဂရိတည်ရမယ်အဲ့ဒီစံချိန်စံညွှန်းနဲ့အညီမိတ်ဆွေတွေပေါ်မှာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာလူတော်လူကောင်းလို့သတ်မှတ်လို့ရသွားပြီမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်ကကြည့်ရင်လည်းသူကလူတော်လူကောင်းပဲမိဘတွေပေါ်မှာကောင်းတယ်သားမယားတွေအတွက်လည်းကောင်းတယ်အလုပ်သမားတွေအတွက်လည်းကောင်းတယ်မိတ်ဆွေသင်္ကားတွေအတွက်လည်းကောင်းတယ်လူလောကမှာဒါနေ့စဉ်မှာအင်မတန်မှအရေးကြီးတဲ့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမဩဝါဒတွေပဲပေါ့ဘဝမှာဒီလိုကောင်းကျိုးတွေဆောင်ရွက်နိုင်ဖို့လိုအပ်တယ်တဲ့နောက်တစ်ခုကဘာတော့ဆိုရင်ပုပ္ပပေတာနံအထာယဟိတာယဒုက္ခယနောက်တစ်ချက်ကပုပ္ပပေတဆိုတာကိုယ်ဆွေမျိုးတွေထဲကနေပြီးတော့ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့
အဖိုးတွေရှိတယ်အဖွားတွေရှိတယ်နော်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တွေတမန်တော်ဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့နော်ပြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလှုပ်လေလှုပ်ထားရှိကြတယ်နော်တမန်တော်ဘုရားပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များတမန်တော်ဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋကဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျိုးမျိုးတဒန္တနဲ့ကိုယ့်အတွက်အလှအမျှဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေသင့်တဲ့ကိစ္စတစ်ခုပေါ့မတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုရင်ပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟုတ်လားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမြည်တာတို့တည်သွားတဲ့ပုဂ္ဂိုလ်ကလှုပ်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေဂန်ဒီမှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်တခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတရံသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်ဘူးလေရုတ်တရက်အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေတယ်လို့မသိတော့တချို့လဲကိုယ့်ကိုယ်အရင်လူလိုထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းတယ်သူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါပိဋကလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါဖြစ်နေပြီဆိုတဲ့အခါမှာသူ့ကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမှာမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြအမြတ်တမ်းတွေပေးဝေပေးခြင်းအပြင်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြတ်ဝေလိုက်လို့ရှိရင်သူ့မှာဝတ်เสียအဝတ်တွေရသွားတယ်သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပြိတ္တာဘုံဆိုတာတဲ့ထွန်ရက်စိုက်ပျိုးစားလို့လည်းမရဘူးကုမ္ပဏီထောင်ပြီးအလုပ်လုပ်လို့လည်းမရဘူးရောင်းဝယ်လုပ်လို့လည်းမရဘူးကံကပေးသမျှလေးနဲ့နေကြကံမပေးရင်ဘာမှကောက်ယူလို့မရတဲ့ဘဝမျိုးစားစရာမရှိဘူးအမှန်တမ်းဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောက်နေတဲ့အခါမှာဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ကုသိုလ်ရဲ့စွမ်းအားကြောင့်စားစရာတွေရလာတယ်နေစရာတွေရလာတယ်ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာအဲ့တော့တချို့ကြတော့ဘဝပြောင်းသွားတာလည်းရှိတယ်ဘဝမပြောင်းမနဲ့အဆင့်မြင့်သွားတာလည်းရှိတယ်စင်စင်ရဲဘဝကနေချမ်းသာတာဥပမာပဲဆိုပါလို့လူတယောက်ဟာအမှန်တန်ဆင်းရဲတဲ့ဘဝကနေပြီးတော့ထီပေါက်လို့ပဲဖြစ်စေပေါ့တခုခုအောင်လို့စီးပွားတိုးတက်သွားပြီးတော့ငွေကြေးဒဏတွေမြောင်များစွာရသွားတယ်ပုဂ္ဂိုလ်တယောက်ဟာချမ်းသာသွားတယ်လို့ပဲပြိတ္တာဘုံမှာလည်းပဲဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ချက်ချင်းသူတို့မှာစားစရာတွေနေစရာတွေဝတ်စရာတွေပြည့်စုံဖြစ်သွားတာဒါကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့ပေတဝတ္ထုဆိုတာလည်းရှိတယ်
မြန်မာပြည်မှာလည်းပဲပြောနေကြတဲ့ဝတ္ထုတွေပုံဝတ္ထုတွေအများကြီးပဲရှိတယ်ဒါတွေကတမလွန်ဘွားကအရေးနဲ့ပတ်သက်လာလို့ရှင်ဒါကြောင့်မို့တမလွန်ဘွားပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့အမှတ်တမဲ့မေ့လျော့ပြီးတော့မနေပဲနဲ့ကိုမိတ်ဆွေပဲဖြစ်စေဆွေမျိုးသားချင်းပဲဖြစ်စေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကြာကြာနာနာဖိတ်ပြီးတော့အမြတ်ပေးဝေသင့်တယ်အမြတ်ပေးဝေတိုင်းသူတို့ရသလားလို့ဆိုမရဘူးဘယ်လိုမှရတာတော့ဆိုသူတို့ကလက်ခံမရကိုကအမြတ်ပေးဝေတာကိုသူတို့သိတယ်သိပြီးတော့တာရုခေါ်တယ်ဆိုရင်ရတယ်ကိုကပတ္တိဌာနသူတို့ကပတ္တနုမောဒနာပတ္တိဌာနဆိုတာလဲကုသိုလ်ပဲပတ္တနုမောဒနာဆိုတာလဲကုသိုလ်ပဲအဲ့တော့သူတို့အနေနဲ့ပတ္တနုမောဒနာကုသိုလ်ရတာဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ပေးဝင်လိုက်လို့တာရုလို့ခေါ်လိုက်တာနဲ့တပြိုင်နက်ချက်ချင်းရဘလောက်ထိအောင်ချက်ချင်းရတော့ဆိုရင်မြင့်ရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးရေတွေဟာနေရကိုချက်ချင်းစီးသွားတယ်လို့ပဲတဲ့မြတ်စွာဘုရားကဩနမေဥရကံဝုဋ္ဌံယထာနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနံဥပကပ္ပတိလို့တိရောဂုတ်တသုတ်မှာမြတ်စွာဘုရားလူဟောထားရှိတယ်မြင့်ရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးသည်ဒလဟောအနှိမ့်တဲ့ကိုစီးဆင်းသွားတယ်လို့ပဲဒီကနေအမြတ်တမ်းပေးဝေလိုက်လို့ရှင်တမလွန်ဘဝရောက်နေတဲ့သူတို့ကလည်းတာရုခေါ်လိုက်တယ်ဆိုရင်ချက်ချင်းဒီကုသိုလ်တွေရဲ့အကျိုးဟာချက်ချင်းရသွားတယ်လို့ဒီလိုဆိုတာနော်ဒါကြောင့်မို့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့ဘက်စုံကောင်းမြတ်စွာဘုရားလမ်းညွှန်မှုပြုတာဒီထိအောင်ဘုန်းကြီးတို့တွေလှုပ်လို့ရတယ်ပေါ့လူတော်လူကောင်းဖြစ်ဖို့ရအတွက်မိဘအတွက်ကောင်းရမယ်အိမ်တော်ရှိရင်အိမ်တော်ဘက်အတွက်ကောင်းရမယ်သားသမီးတွေအတွက်ကောင်းရမယ်နှလုံးသမားတွေအတွက်ကောင်းတဲ့လူဖြစ်ရမယ်ဆွေမျိုးသားချင်းတွေမိတ်ဆွေတွေအပေါင်းအသင်းတွေအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုရိညောအထာယဟိတာယဒုက္ခယတိုင်းပြည်အုပ်ချုပ်တဲ့မင်းတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ဒါကြောင့်မို့လို့အစိုးရကိုလည်းအကုန်လုံးအပြစ်တင်ရတာမဟုတ်ဘူးလူတိုင်းဟာကိုကတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေပေါ်မှာဘလောက်ကောင်းသလဲကိုယ့်ဘက်ကတာဝန်ကြီးရလားနော်မင်းတွေအတွက်ကောင်းတယ်လို့ဆိုတာဘယ်လိုကောင်းရမှာလဲလို့ဆိုရင်သတ်မှတ်ထားတဲ့ဥပဒေကိုလေးစားတယ်အခွန်ပဏ္ဏတွေကိုမှန်မှန်ပေးတယ်မခိုးမဝဲဘူးမလိမ်မညာဘူးဆိုတာကောင်းတယ်လို့ခေါ်တာပေါ့ဘုရင်တွေအတွက်ဒီတိုင်းပြည်မှာပေးစားရမယ့်အခွန်ပဏ္ဏတွေကိုကိုကနေပြီးတော့ခိုးဝဲမယ်လူယူမယ်ဆိုလို့ရှိရင်ဒါလူတော်လူကောင်းမဖြစ်ဘူးပေးရမယ့်အခွန်ပဏ္ဏတွေကိုပေးတယ်ဒါမင်းတွေအတွက်သတ်မှတ်ထားတဲ့အခွန်ပဏ္ဏကိုကပေးတာပြီးတော့တိုင်းပြည်အတွက်ရသင့်ရထိုက်တာတွေကိုမပျက်စီးမဆုံးရှုံးမှုကိုကြောင့်ပျက်စီးဆုံးရှုံးမှုမရှိအောင်ကိုယ့်ဘက်ကတာဝန်ကျေအောင်ဒီလိုလှုပ်ဆောင်ရမယ်ဒါကမြတ်စွာဘုရားဟောထားတဲ့ဟာပဲဒါကြောင့်မို့လို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲဒီပုဂ္ဂိုလ်ကကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ရှင်းတော့ကမြန်မာပြည်မှာဒီခိုင်းချုပ်တွေခိုင်းအုပ်တွေဆိုပြီးတော့ဆရာတော်တွေကိုဘုရင်တွေကသာသနာပိုင်ကခန့်ထားတာတွေရှိတယ်အဲ့ဒီခန့်ထားတဲ့ခိုင်းချုပ်ခိုင်းအုပ်တွေကိုဘုရင်ကနေပြီးတော့စာကြောတော်တစ်ခုထုတ်ထားတယ်ဘုရင်စီကိုတိုက်ရိုက်စာရေးခွင့်မေတ္တာစာလို့ခေါ်တယ်ပေါ့ရှင်းတော့ကတော့မေတ္တာစာလို့ခေါ်တယ်အဲ့ဒီဘုရင်တွေကခိုင်းအုပ်ခိုင်းချုပ်တွေခန့်ထားတာတခြားမဟုတ်ဘူးခိုင်းချုပ်ခိုင်းအုပ်တွေကသူ့နယ်တွင်းမှာရှိတဲ့တစ်ဖက်ကနေပြီးတော့အရာရှိတွေမဟုတ်တာမလုပ်ရအောင်သူထိန်းတဲ့သဘောဘုရင်စနစ်မှာဒါမင်းတို့မင်းကြီးရဲ့အုပ်ချုပ်ပုံတို့မြန်မာဘုရင်တွေရဲ့အုပ်ချုပ်ပုံကိုကြည့်မယ်ဆိုရင်ဒါတွေရှိတယ်အဲ့တော့သူကဘုရင်ကိုအကယ်၍မင်းဘက်ကအရာရှိတွေကအရာရှိဇိုးတွေပေါ်လာလို့ရှိရင်ဘုရင်စီကိုမေတ္တာစာသွင်းလို့ရတယ်မေတ္တာစာပို့လို့ရတယ်မေတ္တာစာပို့လို့ရှိရင်ဘုရင်ကအရေးယူတယ်ဒါတစ်ခုနောက်တစ်ခုကတိုင်းသူပြည်သားတွေကိုဆရာတော်တွေကဘာလုပ်ပေးရတော့ဆိုခိုင်းအုပ်ခိုင်းချုပ်တွေကဘာလုပ်ရတော့ဆိုတိုင်းသူပြည်သားတွေကိုဘုရင်ရဲ့အခွန်တော်တွေကိုမှန်မှန်ဆက်ဖို့
ပေးတဲ့ပေးလိုက်တဲ့တတ်မှတ်ထားတဲ့အခွန်တော်တွေကိုမှန်မှန်ပေးဖို့ဆိုပြီးတော့အဲ့ဒီလိုတွေရှိတယ်အဲ့တော့ဒီဘိုင်းကအုပ်ချုပ်ရေးဘိုင်းမှာလည်းပါနေတယ်တတ်မှတ်အဲ့တော့ကြောင့်မြန်မာနိုင်ငံမှာ